သူကနောက်ဆုံးမှာစီထူနန်ဖြစ်လာတာလားထိုစဉ်ကမိုးနက်မင်းပုံမှာအကိုကြီးကျိုးကြီးရဲ့အကူအညီနဲ့စွန်းထိုက်ကဝမ်လင်းရဲ့တက်တော်ဆောင်ဖြစ်လာခဲ့တယ်ဝမ်လင်းကလီယွန်ဖုန်းတို့ရဲ့ဝိုင်းအောင်တက်ဖြတ်ခြင်းကိုခံရတဲ့အချိန်မှာရွှေတစိမ့်တက်တော်ဆောင်စွန်းထိုက်ကကာကွယ်ဖို့ချက်ချင်းရောက်လာခဲ့တယ်စွန်းထိုက်နဲ့မိစ္ဆာအိုကြီးတို့ပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်တိုက်ပွဲအတွင်းမှာမိစ္ဆာအိုကြီးကမိစ္ဆာမျိုးနွယ်စုရဲ့ပင်ကိုစွမ်းအားကိုထုတ်သုံးခဲ့တယ်စွန်းထိုက်လွှဲပြောင်းဖို့ဆောင်ခံရခါနီးစံကြီးမြင်မြတ်တင်လို့တဲ့အချိန်မှာပဲသူကသူ့ရဲ့အန်တီမလက်နက်ဖြစ်တဲ့ဂျေးမော်ထုံကိုထုတ်လိုက်တယ်ဒီမော်ထုံကတင်းငယ်ပုံရပေမဲ့စွန်းထိုက်လိုပဲအဆင့်ပြောင်းလဲခြင်းအလဲလက်အဆင့်စွမ်းအားရှိတယ်ကျူးချွဲကျူဆိုတဲ့အဆင့်တစ်ရွာလေးမှာအဆင့်ပြောင်းလဲခြင်းအဆင့်ရှိတဲ့ကျွမ်းကျင်သူရဲ့ဖိအားကနေပယ်တစ်ခုကိုစိုးမိုးဖို့လုံလောက်တယ်မင်းယုံရဲလားဒီလိုခရမ်းရောင်တက်တဝါလေးကနောက်ဆုံးမှာစီထူနန်ဖြစ်လာတယ်ဆိုတာဒါကတကယ်တော့ဘယ်လိုကိစ္စလဲတရင်အရအလောင်းကောင်ကိုင်းထဲမှာယတနာကျန်းတဆောင်ရှိပြီးအဲ့ဒီထဲမှာလော်ကီလောကရဲ့ထူခြားတဲ့ခန္ဓာကိုယ်ပေါင်း3000ကျော်ကိုအသေးစိတ်မှတ်တမ်းတင်ထားတယ်အလောင်းကောင်ကိုင်းတပည့်တွေကသာကျန်းတဲ့ကခန္ဓာကိုယ်ကိုရှာတွေ့ရင်ဒါကိုအရင်နှီးလုပ်ပြီးတန်ဖိုးမဖြတ်နိုင်တဲ့ယတနာတွေနဲ့လဲလှယ်နိုင်တယ်စွန်းထိုက်ကကံကောင်းထုံးမစွာနဲ့လူသူမနီးတဲ့ဂျိုးတစ်ခုမှာဒီမော်ထုံခန္ဓာကိုယ်ကိုရရှိခဲ့တယ်ဒီမော်ထုံကအလောင်းကောင်ကျန်းထဲမှာအဆင့်180တရှိပြီးခန္ဓာကိုယ်တွေထဲမှာအကောင်းဆုံးလို့ဆိုနိုင်တယ်သူ့ရဲ့အထူးခြားဆုံးအချက်ကတော့ခန္ဓာကိုယ်လူယူတာအောင်မြင်သွားတာနဲ့လူယူတဲ့သူနဲ့အလိုက်ဖက်ဆုံးဖြစ်မဲ့ဝိညာဉ်အမြစ်ကိုအလိုလျောက်ဖြစ်ပေါ်စေတယ်ပြန်လည်မွေးဖွားသူတွေအတွက်တည်တံ့အထူးစွမ်းရည်ပဲဒီကောင်းကင်ပေးတဲ့ယတနာကိုကိုယ့်အတွက်သုံးနိုင်အောင်စွန်းထိုက်ကနှစ်ပေါင်းထောင်ချီချိန်ပေးပြီးနေညမပြတ်သွေးဆုပ်တန့်စင်ခဲ့တယ်နောက်ဆုံးမှာမော်ထုံခန္ဓာကိုယ်ကိုအဆင့်ပြောင်းလဲခြင်းအလဲလက်အဆင့်ကျင့်ကြံခြင်းထိနိုးထလာစေခဲ့တယ်ဒါပေမဲ့ဒီမော်ထုံကအရန်ထူးဆန်းတယ်ခန္ဓာကိုယ်အလူမခံရခင်မှာအထူးစီရင်နဲ့မွေးမြူရပြီးအစီရင်ကနေအချိန်ကြာကြီးခွဲခွာလို့မရဘူးဒါကြောင့်စွန်းထိုက်ကမိုးနက်မင်းပုံကိုမတော်ခင်မှာဒီလက်နက်ကိုကျူးချွဲကြုံမှာပဲခြံထားခဲ့ဖို့ရွေးချယ်ခဲ့တယ်မိုးနက်မင်းပုံကနေပြန်လာပြီးနောက်စွန်းထိုက်ကဝမ်လင်းရဲ့ရွှေတစိမ့်လက်ပါစီဖြစ်ရတဲ့အပေါ်မကျေနပ်မှုတွေနဲ့ပြည့်နေတယ်သူကမော်ထုံကိုထုတ်ပြီးအနီးနားကအလောင်းကောင်ကိုင်းခွဲစီကိုတွားဖို့ပြင်ဆင်တယ်မော်ထုံကိုသုံးပြီးအဆင့်ရှိဝိညာဉ်ခွဲဝေခြင်းစေးလုံးနဲ့လဲလှယ်ဖို့ကြံရွယ်တယ်ကျိုးကြီးလှုပ်ထားတဲ့တစိမ့်ခတ်ခြင်းကိုဖြစ်ဖြောက်ဖို့မျှော်လင့်ချက်နဲ့ပေါ့အတိအကျဒီအချိန်မှာပဲဝမ်လင်းရဲ့ကယ်ဆယ်ရေးတောင်းဆိုမှုကသူ့ရဲ့အစီအစဉ်ကိုဖျက်ဆီးလိုက်တယ်စွန်းထိုက်စိတ်ထဲမှာမကျေနပ်မှုတွေရှိနေပေမဲ့စိတ်ဝိညာဉ်တစိမ့်ကသာလီယွန်ဖုန်းနဲ့မိစ္ဆာဦးကြီးတို့လက်ထဲရောက်သွားရင်နောက်ဆက်တွဲကတွေးရစရာမရှိဘူးဆိုတာသိတယ်ဒါကြောင့်သူကကယ်တင်ဖို့အလင်းအမြန်သွားခဲ့တယ်စွန်းထိုက်ကဝမ်လင်းရဲ့အသက်ကိုကာကွယ်ဖို့အစွမ်းကုန်ကြိုးစားခဲ့တယ်မော်ထုံကိုစေလွတ်ပြီးမိစ္ဆာဦးကြီးကိုလိုက်လံတက်ဖြတ်စေခဲ့တယ်မိစ္ဆာဦးကြီးကမော်ထုံရဲ့အပြင်းထန်လိုက်လံတိုက်ခိုက်မှုအောက်မှာခန္ဓာကိုယ်ပျက်စီးသွားပြီးဝိညာဉ်ပဲထွက်ပြေးလွတ်မြောက်ခဲ့တယ်မော်ထုံကတော့တောက်လျှောက်လိုက်လံတက်ဖြတ်ခဲ့တယ်နောက်ဆုံးမှာမိစ္ဆာဦးကြီးကမော်ထုံကိုမြောက်ဖက်ဆုံးဒေသစီခေါ်ဆောင်သွားခဲ့တယ်ဒီနေရာကကျူးကျွဲကျိုရဲ့အမြောက်ဖက်ဆုံးမှာရှိပြီးနှစ်နိုင်ငံဟောင်းရဲ့နေရာဖြစ်ခဲ့ဘူးတယ်အနေရတွေအပြည့်ရှိပြီးတာမန်လူတွေချီမချရဲတဲ့နေရာပေါ့စွန်းထိုက်ကမိစ္ဆာမျိုးနွယ်စုအိုကြီးရဲ့ပင်ကိုစွမ်းအားကြောင့်ကျူးကျွဲကျိုပြင်ပကိုလွှဲပြောင်းဖို့ဆောင်ခံလိုက်ရလို့မော်ထုံကစေခိုင်းမဲ့သူမရှိပဲအဲ့ဒီမှာပဲပိတ်မိနေခဲ့တယ်ဝမ်လင်းကအဆင့်ပြောင်းလဲခြင်းအဆင့်ကိုကြော်ဖြတ်ပြီးတဲ့နောက်စီထူနန်ကအောင်မြင်စွာနိုးထလာခဲ့တယ်ဒီအချိန်မှာကျူးကျွဲနိုင်ငံနဲ့နမိတ်ဆာမျိုးနွယ်စုတို့ရဲ့ဒုတိယအကြိမ်မြောက်တိုက်ပွဲကြီးဖြစ်ပွားခဲ့တယ်ဒီတိုက်ပွဲကြီးထဲမှာဝမ်လင်းနဲ့စီထူနန်တို့ကနမိတ်ဆာမျိုးနွယ်စုရဲ့ကျွမ်းကျင်သူတွေကလှုပ်ဝက်စမ်းကျဲတဲ့အခမ်းအနားတစ်ခုလုပ်နေတာကိုမတော်တဆတွေ့ရှိခဲ့တယ်ဝိညာဉ်တစ်ပင်ကိုမွေးမြူနေတာပေါ့တကယ်တော့နမိတ်ဆာမျိုးနွယ်စုကနှစ်ပေါင်းတောင်းချီအတွင်းမှာဝိညာဉ်တစ်ပင်9ပင်ပဲမွေးမြူနိုင်ခဲ့တယ်ဝိညာဉ်တစ်ပင်ရင်းမဲ့လာတာနဲ့လှုပ်ဝက်နီလန်းကိုသုံးပြီးဝိညာဉ်ခန္ဓာကိုယ်ကိုဆင်းသက်လာစေနိုင်တယ်ဒါနဲ့သာပေါင်းဆက်နိုင်ရင်အားကောင်းတဲ့တရွက်ဆယ်ရွက်ကျိန်စာဆရာဖြစ်လာနိုင်တယ်တရွက်ဆယ်ရွက်ကျိန်စာဆရာကမေကုန်းထုတ်ခြင်းအလဲလက်အဆင့်ကျွမ်းကျင်သူနဲ့ညီမျှတယ်ဆိုတာသိထားရမယ်ဒီဝိညာဉ်တစ်ပင်9ပင်သာရင်းမဲ့လာရင်နမိတ်ဆာမျိုးနွယ်စုမှာမေကုန်းထုတ်ခြင်းအဆင့်ကျွမ်းကျင်သူ9ယောက်ထပ်တိုးလာမှာဖြစ်တယ်ဒါဆိုရင်နမိတ်ဆာမျိုးနွယ်စုကကျူးချွဲနိုင်ငံနဲ့တိုက်ပွဲမှာကျင်းတည်အောင်နိုင်မှာဖြစ်တယ်ပထမမျိုးဆက်ကျူးချွဲဧကရီရွရဲဝူယူကစီထူနန်အပေါ်ကျေးဇူးကြီးမားခဲ့ဘူးလို့စီထူနန်ကသူချန်ထားခဲ့တဲ့ကျူးချွဲနိုင်ငံပျက်စီးသွားမှာကိုဒီအတိုင်းကြည့်မနေနိုင်ဘူးဒါကြောင့်နမိတ်ဆာမျိုးနွယ်စုရဲ့ဝိညာဉ်တစ်ပင်တစ်ပင်ရင်းမဲ့ခါနီးအရေးကြီးတဲ့အချိန်မှာစီထူနန်ကရင်းမဲ့တော့မဲ့ဝိညာဉ်တစ်ပင်ကိုဝါမျိုးလိုက်တယ်ဒီလောက်ရက်ကနမိတ်ဆာမျိုးနွယ်စုကျွမ်းကျင်သူတွေကိုလုံးဝဒေါသထွက်စေခဲ့တယ်သူတို့ကဝမ်လင်းနဲ့စီထူနန်ကိုအယူမှုလိုက်လံတက်ဖြတ်ကြတော့တယ်စီထူနန်ကအခြေအနေမဟန်တာကိုမြင်ပြီးဝမ်လင်းကိုခေါ်ကာတောက်လျှောက်ထွက်ပြေးခဲ့တယ်နောက်ဆုံးမှာမြောက်ဖက်ဆုံးဒေသစီရောက်လာခဲ့တယ်စီထူနန်ကခန္ဓာကိုယ်မပျက်စီးခင်မှာဒီနေရာမှာအကြာကြီးကျင့်ကြံခဲ့ဘူးတယ်ဒါကြောင့်ဒီနေရာရဲ့တားမြစ်ချက်တွေကိုလက်ဝါးပေါ်ကအကြောင်းအရာလိုကောင်းကောင်းသိတယ်အားကောင်းတဲ့တားမြစ်ချက်တွေကိုအားကိုးပြီးသူတို့နှစ်ယောက်ကလိုက်လံတက်ဖြတ်ခြင်းကနေအောင်မြင်စွာအံ့ဩစရာကောင်းအောင်ပုံကွယ်နိုင်ခဲ့တယ်ဒီအတော်အတွင်းမှာပဲစီထူနန်ကစွန့်ထိုက်ရဲ့မော်ထုံကိုရှာတွေ့ခဲ့တာဖြစ်တယ်ခန္ဓာကိုယ်လူယူပြီးပြန်လည်မွေးဖွားဖို့တင့်တော်တဲ့ခန္ဓာကိုယ်မရှိလို့စိတ်ညစ်နေရတဲ့စီထူနန်အတွက်တော့ဒါကအစင်သင့်ရှိနေတဲ့ပြန်လည်မွေးဖွားခြင်းလက်ဆောင်ပဲမဟုတ်လားအခြားဂျုံနယ်ပယ်မှာရှိနေတဲ့အကိုကြီးစွန့်ထိုက်ကတော့သူ့ရဲ့အသေးဆွဲရတနာလေးကနောက်ဆုံးမှာစီထူနန်အတွက်အကျိုးမြတ်ဖြစ်သွားလိမ့်မယ်လို့ဘလို့မှတွေးမိမှာမဟုတ်ဘူးစီထူနန်ကဘာမှမဆိုင်မတော့ပဲခန္ဓာကိုယ်လူယူခြင်းကိုစတင်ခဲ့တယ်အစောပိုင်းကဝိညာဉ်တစ်ပင်တစ်ပင်လုံးကိုစုပ်ယူထားခဲ့လို့ဒီတစ်ချိန်ခန္ဓာကိုယ်လူယူပြီးနောက်သူကအရင်ကကြင့်ကြံခြင်းကိုပြန်လည်ရရှိဖို့အချိန်ထက်ဝက်နီးပါးတက်တာစေလိမ့်မယ်နှစ်ပေါင်းများစွာကြာပြီးနောက်ထိုစဉ်က
ကျူးချွဲကြိုပေါ်ကအားအကောင်းဆုံးကျွမ်းကျင်သူကထပ်မံပြီးပြန်လည်မွေးဖွားလာခဲ့ပြီချစ်ကြံဖော်တို့အနေနဲ့စီထူနန်ရဲ့ဒီပုံရိပ်အပေါ်ဘယ်လိုထင်မြင်ချက်ရှိကြလဲဗျာဒီနေရာဒီမှာပဲဗီဒီယိုလေးပြီးဆုံးသွားခဲ့ပါပြီကြည့်ရှုအားပေးမှုကိုကျေးဇူးတင်ပါတယ်ဖော်လို့လေးနှိပ်ပေးကြပါခင်ဗျာ